ဟုတ်တကယ်တမ်းတော့ဒီမှာကိုမစိုးနဲ့ကွာသူတို့ရှိလို့အဲ့မှာဒါဖြစ်သူတို့ကအဲ့လိုမျိုးဆိုတော့ဘာလဲဆိုပြီးတော့ဖြစ်သွားတယ်ถ้าอากาศฮัลโหลมันติบูပြေးတာလည်းကိုကတော့ကျမကိုဘောက်ဘောက်ဝေးကျမကိုဘောက်ဘောက်ဝေးကျမမြန်မာလူတန်နဲ့ပြောရမလားဘယ်လိုပြောရမလဲမန်ဒိုတသားရေကိုချဟယ်လိုမန်ဒိုတသားရေဒီကောင်လက်သေးရဆိုဟေယိုမင်ကြီးယာပန်တောင်းမလားဒီတောင်းမလား တကားဖွင့်ပေးလိုက်အောင်တကားလေးဖွင့်ပေးပါအောင်မသေးပါမလို့နေမှာတော့ငါတော့ထွက်ကိုရိုးဆက်လူနဲ့ပုံနဲ့နော်အပြိုကြီးတကယ်လုံးမလားဆိုတော့အခုလိုလဲဆိုတော့ညီမလေးကခွေးလေးကောင်နဲ့ပြောနေတာအဲ့တော့ဘာလို့မှမလို့ဒီလားကိုကအပြင်းပြေကွာသူတို့တွေအဲ့လိုမျိုးကိုယ့်ရဲ့အမိန့်ကိုနာခံတာတွေကိုကလာဆိုလာထိုင်ဆိုထိုင်ထားဆိုတာအဲ့ဒါကိုသဘောကျပြီသူတို့နဲ့โอเคနဲ့ဒီမှာဒီအခုလောလောဆယ်ဒီထဲမှာတကောင်ကြံခဲ့ဟုတ်တယ်သမီးသားသမီးတွေနဲ့အဲ့စိတ်ချမ်းသာရလေဘယ်တော့မှသိရမလားတိရစ္ဆာန်တွေကကိုယ့်ဘော်မကောင်းတာဆိုတာမရှိဘူးသိလားသူတို့တခင်မျက်နှာတကပါပဲမအေးကငလုံးနဲ့ကြည့်ရင်သိတယ်သူတို့လိုက်မာတယ်အဲ့ဒါညီမလေးကဝင်မဖြစ်မယ်ဘာလို့လဲပူရှာရမယ်ဘာလို့လဲသူတို့တွေအတွက်သူတို့တွေကတအားစားတာအတီလိုလီလီမေလီလီ50 hello မင်္ဂလာပါ50ကိုအေး hello အန်ကင်းမင်္ဂလာပါlevel 48 hello မင်္ဂလာပါရှင်အရင်တိုင်းမဲ့မျိုးလေးစေပါနင်းနဲ့ပတ်သက်ခဲ့တဲ့အကြောင်းရများကိုငါမမေ့သေးနားလေးတွင်မှနေချခဲ့တော့အကိုနဲ့နေလားဘာယူလဲကိုရက်ဘယ်ရလဲကိုကြီးကဘယ်ရလဲပြောကိုကြီးမစိုးနဲ့ကွာဘယ်ရအကိုစမှုတဲ့နီးလေညီမလေးလိုင်းတော့နီးပါဟိုလိုရမ်းတော့မွေးပါဘူးညီမလေးကဟိုမျိုးတစ်ဖက်ကကိုကြီးမစ္စတီမန်ဟယ်လိုချစ်လေကိုချစ်လေဟယ်လိုပေးတတ်တာရောက်ဖြစ်တယ်လေဟုတ်လားရောက်ဖြစ်လားအားလုံးတာတော့ဒီမှာ live လွှင့်နေတာအမြင်မနေရဘူးဒီမှာသူတို့အမွှေးရှင်းရတယ်အောက်မှာရှိအန်တီစုံတော့လဲကိုကြီးခုချိန်ကြီးမစုံဘူးလားတလားလားညီမလေးစုံစည်းပေးစင်လိုက်တာကိုကြီးသားသမီးတွေကကြီးနေပြီလား53 hello အန်တီလေးလမ်းပေးပါဦးရှင်အခုံးကလိပ်ပြလာဟုတ်သေးပါဘူးကွာနားတာဟုတ်ပြီအားလုံးတာ
လာပေးလေးသေးလာပေး ခေသက်သားသမီးပြောကြီးနေဟာကိုအရင်မကြီးသေးပါဘူးဟာတကောင်ကဆိုဟာပဲရှိမှာ2လတကောင်က4 2ကောင်က5လဆို5လနောက်တကောင်3လ